အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့မှာ2လအတွင်းစစ်ကောင်စီရွေးကောက်ပွဲလှုပ်ဆောင်တဲ့273ခုတိုက်ခိုက်ခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရန်ကုန်မြို့မှာပြီးခဲ့တဲ့ဩဂုတ်နဲ့စက်တင်ဘာ2လအတွင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်ကူညီလှုပ်ဆောင်နေတဲ့273ခုကိုရန်ကုန်မြို့ပြအဖွဲ့တွေကတိုက်ခိုက်ခဲ့ပါတယ်လက်ရှိမှာရက်ကွက်အုပ်ချုပ်ရေးမှုတွေကစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်အများဆုံးကူညီပေးနေတာကြောင့်2လအတွင်းတိုက်ခိုက်ခံရမှုအများဆုံးကရက်ကွက်အုပ်ချုပ်ရေးမှုရုံးတွေဖြစ်ပါတယ်။တိုက်ခိုက်မှု73ကြိမ်မှာမြို့နယ်6ခုကရက်ကွက်အုပ်ချုပ်ရေးမှုရုံး9ရုံးတိုက်ခိုက်ခံခဲ့ရပါတယ်။ကျန်တဲ့နေရာတွေကတော့လူဝင်မှုကြီးကြပ်ရေးရုံးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး3ရုံးရင်ထိန်တပ်ဖွဲ့ရုံး1ရုံးနဲ့ရဲစခန်းတို့ပါဝင်ပါတယ်။တိုက်ခိုက်မှုအများဆုံးပြုလုပ်ခဲ့တဲ့အဖွဲ့ကတော့ရန်ကုန်အာမီဖြစ်ပြီးတပ်ဖွဲ့ချင်းရောမဟာမိတ်တွေနဲ့ပူးပေါင်းတိုက်ခိုက်မှုပေါင်း9ချိန်ပြုလုပ်ခဲ့ပါတယ်။ကျန်တဲ့အဖွဲ့တွေအနေနဲ့အနောက်ပိုင်းခရိုင်ဖကဖက4ချိန်မြို့ပြကျွမ်းနဲ့ Operation Flame က3ချိန်စီလာတာကြီးမြင့်နိုင်ညအုပ်ကလာပပြည်သူ့ကောက်ကွယ်ရေးအဖွဲ့တွေနဲ့ရန်ကုန် UG People Army တို့က2ချိန်စီပြုလုပ်ခဲ့ကြပါတယ်။ကြားပြင်ရန်ကုန်အာမီအနေနဲ့လှဲကူးမြို့နယ်ကရက်ကွက်အုပ်ချုပ်ရေးမှုတအုပ်ကိုစစ်ကောင်စီရွေးကောက်ပွဲအတွက်လှုပ်ဆောင်တာတွေရှက်တန်းကရပ်ဖို့နောက်ဆုံးအကြိမ်သတိပေးခဲ့တာလည်းရှိပါတယ်။ဒီလိုသတိပေးရတာကပြည်သူတွေအပေါ်ဖိနှိပ်ခံရတဲ့အကြောင်းကိုတိုင်ကြားမှုတွေများလာတာကြောင့်သတိပေးစာပေးပို့ခဲ့တာဖြစ်ပြီးမလိုက်နိုင်ရင်တော့သတိပေးတဲ့အတိုင်းအရေးယူသွားမယ်လို့ရန်ကုန်အာမီရဲ့တာဝန်ရှိသူကပြောပါတယ်။ရွေးကောက်ပွဲအတွက်အားတက်သရောလှုပ်ဆောင်နေကြတဲ့ကောင်တွေကိုစရင်အသေးစိတ်ပြုစုထားတယ်။တစ်ချိန်မဟုတ်တစ်ချိန်လုံနေတဲ့ကောင်တွေစီကျွန်တော်တို့အရောက်လာမယ်လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။ Operation Flame အဖွဲ့အနေနဲ့လည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်ကူညီလှုပ်ဆောင်နေသူတွေကို Fire Power အထူးစစ်စင်ရေးလို့အမည်ပေးပြီးတိုက်ခိုက်မှုတွေပြုလုပ်နေတာပါ။မြို့ပြအဖွဲ့တွေအနေနဲ့တိုက်ခိုက်မှုတွေကိုလက်ပစ်ဗုံးတွေမိုင်းတွေနဲ့အဓိကပြုလုပ်ခဲ့တာဖြစ်ပြီးတိုက်ခိုက်မှုတွေရှိပေမဲ့သတင်းဌာနအနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ရန်ကုန်မြို့ပြကစစ်ကောင်စီရဲ့ဖိနှိပ်မှုတွေပိုခံလာရတယ်လို့မတရားဖမ်းဆီးအရေးယူမှုတွေလည်းပုံမလို့ဆောင်လာကြပါတယ်။မြို့ပြအဖွဲ့တွေရဲ့ပြောပြချက်အရအုပ်ချုပ်ရေးမှုအများစုကလူမိုက်တွေမွေးပြီးလူငယ်တွေကိုမတရားဖမ်းဆီးကစစ်မှုထမ်းအတွက်လိုအပ်တဲ့နေရာတွေကိုရောင်းစားတဲ့လူကုန်ကူးမှုတွေကိုပါလုပ်နေတယ်လို့သိရပါတယ်။မြို့ပြအဖွဲ့တွေအနေနဲ့ကတော့စစ်ကောင်စီရွေးကောက်ပွဲအတွက်ကူညီသူတိုင်းကိုပြင်းပြင်းထန်ထန်တိုက်ခိုက်မှုလှုံ့ဆော်သွားမယ်လို့အကြိမ်ကြိမ်သတိပေးထားကြပါတယ်။ပြည်သူတွေအနေနဲ့လည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုတတ်နိုင်တဲ့ဘက်ကဆန့်ကျင်ကြဖို့မြို့ပြအဖွဲ့တွေကတောင်းဆိုထားကြပါတယ်။စစ်ကောင်စီကတော့သူတို့ရဲ့ထွက်ပေါက်အနေနဲ့ရွေးကောက်ပွဲကိုအကောင့်ထဲပေါ်နိုင်ဖို့သူတို့ရဲ့လက်အောက်ခံအဖွဲ့အစည်းတွေကိုဖိအားပေးလှုံ့ဆော်နေတာပါ။ပြည်သူတွေကိုလည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆန့်ကျင်မှုမပြုလုပ်နိုင်ဖို့အတွက်ထောင်နဲ့တသက်တကြွအထိချမှတ်နိုင်မဲ့ပုံမှန်တွေနဲ့ချိန်ချောက်မှုတွေပြုလုပ်ထားပါတယ်။ဒါပေမဲ့လည်းရန်ကုန်ကမြို့ပြအဖွဲ့တွေကတော့သူတို့စကားအတိုင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်ကူညီနေသူတွေကိုတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေတာပါဆက်လက်ပြီးစစ်မှုထမ်းအပတ်စဉ်14တခုတည်းမှာတပ်သား900ကျော်ရှီတန်းစစ်မြေပြင်များတွင်တည်ဆုံပြီး200ကျော်စေကူတောင်းမှုခံယူနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အကြံဖတ်စစ်တပ်ကလစဉ်ခေါ်ယူလျက်ရှိသောစစ်မှုထမ်းတပ်သားများအနက်စစ်မှုထမ်းအပတ်စဉ်14မှတပ်သား900ကျော်မှကချင်နှင့်ရခိုင်အပါအဝင်ရှေ့တန်းစစ်မြေပြင်တွင်တည်ဆုံသွားခဲ့ကြောင်းစစ်ဘက်သတင်းရင်းမြစ်နှင့်တည်ဆုံတန်ရာရရှိထားသောအပတ်စဉ်14မှစစ်မှုထမ်းတပ်သားတည်၏ကျန်ရစ်သူမိသားစုများထံမှသိရပါသည်စက်တင်ဘာလ12ရက်နေ့တင်နန်းဆင်းခဲ့သောစစ်မှုထမ်းတပ်သားတွေများကိုရှမ်းမြောက်ကချင်ကရင်နီနှင့်ရခိုင်ရှေ့တန်းစစ်မြေပြင်များသို့အဓိကစေလွတ်ခဲ့ရာရှင်းတို့စေလွတ်ခံရသောစစ်မှုထမ်းတပ်သားများအနက်မှတပ်သား900ကျော်မှတည်ဆုံသွားခဲ့ပြီး200ကျော်မှလည်းတန်ရာများရရှိသဖြင့်စေကူတာမှုခံယူနေရကြောင်းသိရပါတယ်။အပတ်စဉ်14ကတည်ဆုံနှင့်ပျောက်ဆုံးစရင်900ကျော်တက်တဲ့မြဝတီမြို့နယ်အာရှလန်းနှင့်ကော့ကရိတ်တွင်ကယားပြည်နယ်ဒီမော့ဆိုရှမ်းမြောက်ကြောင်မိန်ကချင်ဗမော်နဲ့မကွေးရခိုင်အဆက်ငဖဲမြို့နယ်တွေကထိတွေ့မှုတွေမှာတည်ဆုံနှင့်ပျောက်ဆုံးစရင်900ကျော်ရာဟုစစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ရှေ့တန်းစစ်မြေပြင်တွင်တန်ရာရရှိခဲ့သောအပတ်စဉ်14မှစစ်မှုထမ်းတပ်သား200ကျော်မှစစ်ဆေးရုံများတွင်စေကူတာနေပြီးတန်ရာရရှိသောတပ်သားများမှသက်ဆိုင်ရာမိဘများနှင့်ဆက်သွယ်ခွင့်ရရှိကြောင်းတို့ရတွင်မိဘဆွေမျိုးများကိုစစ်ဆေးရုံသို့လာရောက်ခွင့်မပြုကြောင်းသိရပါသည်။ကယားပြည်နယ်ဒီမော့ဆိုတိုက်ပွဲတွင်ဒဏ်ရာရရှိပြီးလွိုက်ကော်မြို့စစ်ဆေးရုံတွင်တက်ရောက်စေကူတာနေသောစစ်မှုထမ်းအပတ်စဉ်14မှတပ်သားတစ်တအုပ်ကလည်းအပတ်စဉ်14မှတပ်သားတစ်အများစုမှရှေ့တန်းစစ်မြေပြင်သို့ဆေးလွတ်ခံခဲ့ရပြီးသေဆုံးသူအများပြားရှိနေသည်ဟု၎င်း၏မိဘများထံသို့အတိပေးအကြောင်းကြားလာကြောင်းသိရပါသည်။ကျွန်တော်သားကလှိကူရဲမွန်စစ်တင်တန်းကျောင်းမှာအပတ်စဉ်14စင်းနဲ့ကယားဘက်ကိုဆေးလွတ်ခရတဲ့ဒီမော့ဆိုဖရူဆိုဘက်မှာဒဏ်ရာရတဲ့လွိုက်ကော်ဆေးရုံရောက်နေပြီးကချင်ပြည်နယ်ကိုအပို့ခံရတဲ့အပတ်စဉ်14တင်နန်းစင်းတွေတည်တာများတယ်လို့ပြောတယ်။လှိကူရဲမွန်စစ်တင်တန်းကျောင်းကစင်းနဲ့အပတ်စဉ်14တော်တော်များများကကချင်နဲ့ကယားဘက်ကိုအပို့ခံရတယ်။တာကိုလေဆေးရုံကဆေးရင်တက်တာရင်ရှေ့တန်းပြန်သွားရမယ်လို့သူ့အထက်ရရှိကပြောတယ်။
ကျွန်တော်တို့ကိုလူကိုယ်တိုင်သွားကြည့်ခွင့်မပြုဘူးဖုန်းပြောရတယ်ဗီဒီယိုကောပြောလို့ရတယ်ဟုအပတ်စဉ်14မှဒဏ်ရာရစစ်မှုထမ်းတပ်သားတေဤဖခင်ဖြစ်သူကသတင်းဌာနကိုပြောပါတယ်စစ်တပ်ကဒဏ်ရာရရှိသောစစ်မှုထမ်းတပ်သားများအနက်မှခြေလက်အင်ကဆုံးရှုံးသူများမတန်မဆွမ်းဖြစ်သွားသူများကိုသာစစ်သားအဖြစ်ပြန်လည်မဆင့်ခေါ်တော့ကြောင်းတို့ရတွင်တိုက်ပွဲအတွင်းပြင်ပဒဏ်ရာသာရရှိထားသောခြေလက်အင်ကအကောင့်ပကတိရှိနေသောစစ်မှုထမ်းတပ်သားတင်များကိုစေယုံမှစိတ်မိပြန်လည်တက်တာလျင်ရှေ့တန်းသို့ပြန်လည်ပို့ဆောင်မည်ဟုစစ်စေးရုံတွင်ပင်အသိပေးကြောင်းသိရပါသည်အကြမ်းဖက်စစ်တပ်က2024ခုနှစ်မေလမှစတင်၍စစ်မှုထမ်းအပတ်စဉ်များကိုစတင်ဖွင့်လှစ်ခဲ့ပြီးလစဉ်လူငယ်9000ကိုစစ်သားအဖြစ်စုဆောင်းလာခဲ့ရာယခုအခါစစ်မှုထမ်းအပတ်စဉ်18သို့ရောက်ရှိနေပြီဖြစ်ပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။